နှစ်သက်ကိုအထူးစီစဉ်နေတဲ့ဦးလေးဂျူနီချီကိုပြင်ဆင်ပေးထားတဲ့စားပွဲဘန်ဒိုဘူးလေးတွေနဲ့စတင်ထားပါတယ်။ဒါပေမဲ့ဆိုကိုအိမ်ပြင်ထွက်လာတဲ့အချိန်မှာတော့ခုနှစ်တက်ကရက်က2022ခုနှစ်ဖြစ်နေပါတယ်။ရုတ်တရက်ဆိုတော့နင်ဂျာပုံစံချင်းတက်သားတွေရဲ့ဝိုင်းဝန်းတက်ခတ်ခြင်းကိုခံလိုက်ရပြီးအဲ့အချိန်မှာပဲခါဂူရာရန်တာရိုဆိုတဲ့လူတယောက်ရောက်လာပြီးဆိုကိုကတ်တင်လိုက်ပါတယ်။ရန်တာရိုကသူ့ကိုယ်သူအားနဲ့သူတွေကိုအနိုင်ကျင့်နဲ့မတမာသူတွေရန်ကနေကာဝယ်ပေးတဲ့ရိတ်စစ်တီလိုမိတ်ဆက်ပေးပြီးတော့ထူးဆန်းတဲ့ဖန်အိုလေးတွေကကပတ်ကိုတုံထားကကာမန်ရိုက်တာရှင်နိုဘီအဖြစ်ဟန်ရှင်းလုပ်လိုက်ပါတယ်変身ရှင်နိုဘီရဲ့နေချပညာတွေနဲ့ရန်သူတွေကိုလက်ကူနှိမ်နင်းလိုက်တာကိုဆိုကွာသဘောကျလာပေမဲ့ဒါဟာအိမ်မက်တစ်ခုသာဖြစ်ပြီးတော့လက်ရှိ2019ခုနှစ်မှာနှစ်သက်ကိုမနက်ခင်းမှာပြန်နိုးလာပါတော့တယ်။အဲဒီညမှာပဲထူးဆန်းတဲ့ Time Magazine ရီမန်ကြီးတစ်ခု2019ခုနှစ်စီရောက်လာသလို Time စကားတွေဖြစ်တဲ့ Swatch ကလည်း Hillary ကို Right Watch အသစ်တစ်ခုပေးရလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ Rantaro တရားသူ့တငယ်ချင်းကိုလူမိုက်တွေရန်ကနေကဲဖို့ကြိုးစားပေမဲ့အောင်မြင်မှုမရပဲရိုက်ခံလိုက်ရပါတယ်။ဒီအချိန်မှာ Hillary ပေါ်လာပြီးတော့ Rantaro ကို Right Watch အတင်ထိုးထက်ကအနာသားရှင်နိုဘီဖြစ်ပြောင်းလိုက်ပလိုက်ပါတယ်။ဆိုကိုကသူ့အိမ်မက်အကြောင်း GS နဲ့စုကူယိုမီကိုပြပြပေမဲ့ GS ကတော့အိုမာတေးရောက်ရင် Rider တွေအားလုံးပျောက်ကွယ်သွားမှာမို့လို့ရှင်နိုဘီဆိုတာမရှိနိုင်ကြောင်းညင်းပါတယ်။အဲ့ချိန်မှာပဲ Woods ရောက်လာပြီးတော့ပုံမှန်လိုပဲစကားလမ်းကြောင်းလွှဲလိုက်ပါတယ်။စုကူယိုမီကတော့ Woods ရောက်လာတဲ့အတောင်းထူးရှိမှလို့ယူဆပါတယ်။ Woods ကသူ့ဆောင်ထဲမှာမပါတဲ့အနာသား Rider ကောင်ပေါ်လာကြောင်းသတင်းပေးပါတယ်။တစ်ဖက်မှာတော့ Hillary ကအနာသားရှင်နိုဘီရဲ့တိုက်ခိုက်မှုတွေကိုကြည့်ပြီးရှင်းနေတော့ရုတ်တရက်အတန်တန်ထွက်လာပြီး Hillary ကတိုက်ခိုက်ရမယ်လို့နမိတ်ဖက်လိုက်ပါတယ်။တကယ်ပဲကားတစ်စီးက Hillary စီဦးတီလာလို့အချိန်ကိုရပ်တက်လိုက်ရပါတယ်။ဒါပေမဲ့သူ့အနောက်မှာဝတ်စားစီရင်ပုံစံပြတဲ့နောက်ထပ် Woods တယောက်ကိုတွေ့လိုက်ရပါတယ်။ White Woods ကသူ့လက်ထက်ကတပ်ပတ်ပုံစံစားအုပ်ကိုတုံးပြီး Hillary ရဲ့အချိန်ရက်တနိုင်ကြောင်းကိုဖျက်သိမ်းလိုက်ကားတိုက်ခံနေပြန်ရက်ပေးလိုက်နဲ့ချင်းချပြီးတော့ Another Rider အကြောင်းမင်းညံပါတယ်။နောက်ဆုံးမှာ Hillary ကကြောက်လန့်ပြီး Flash ပေးတဲ့နိုင်ဖြစ်ကြောင်းဝန်ခံလိုက်ရပါတယ်။ဆိုကိုတော့ဘွဲက Another Rider ရဲ့တဲတော်စားကိုလိုက်ရင်ဆိုကိုရဲ့အရေးတဲကနေ Another Shinobi ထွက်လာပြီးတိုက်ခိုက်ကြပါတယ်။ GS က second နဲ့လိုက်ဖမ်းပေမဲ့ White Woods ကသူ့ရဲ့ digital စာအုပ်ထဲမှာဆိုကိုလိုက်လို့မမီစေရလို့ရေးလိုက်တာနဲ့ဆိုကိုလည်းတကယ်ပဲလိုက်မမီတော့ပါဘူး။ White Woods ကဆိုကိုနေဝင်မနိုင်မိပြီးတေဆုံးစင်မဲ့ဇာညုံရေးဖို့လုပ်နေရောပုံမှန် Woods ရောက်လာပြီးသူ့ရဲ့လက်စည်းရှည်ကြီးနဲ့ White Woods ကိုတားဆီးကဆိုကိုနဲ့ဆိုကိုယိုမီကိုခေါ်ထုတ်သွားပါရတယ်။ဒါပေမဲ့အနာသားရှင်နိုဘီကသူတို့ကိုပြန်ရှာတွေ့ပြီးတိုက်ပွဲဖြစ်သွားတယ်မှာ။ White Woods လည်းရောက်လာပြီးတော့ဒီ timeline မှာ Kamen Rider Shinobi ဆိုတာမရှိတဲ့အတွက်ဆိုကိုတို့အနေနဲ့ Shinobi ရဲ့စားကိုမသိနိုင်ကြောင်းသူကတော့အနာဂတ်ကိုလမ်းညွှန်နိုင်ကြောင်းကြောက်လွန်ထုတ်ပါတယ်။ဆိုကိုက GK အာမာနဲ့တိုက်ပေမဲ့အရင်နိုင်ပြီးတော့လေဝဲထဲပါသွားပါတယ်။လေဝဲထဲကနေ GS ပြန်ထွက်လာတဲ့အခါမှာတော့အန်အောစရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ White Woods က GS ရှိမှဒူးထောက်ပြီးကျွန်တော်ရဲ့ connection ကြီးလို့ခေါ်လိုက်တာပါပဲ။ White Woods က GS က Oma Day မှာ GS revive ဖြစ်ပြောင်းလဲပြီးတော့ Oma Zero ကိုအနိုင်ယူမဲ့သူဖြစ်ကြောင်းဒါကြောင့်သူ့အနေနဲ့ connection GS ကိုကူညီဖို့အတွက်2019ကိုရောက်လာတာဖြစ်ကြောင်းရှင်းပြပါတယ်။ White Woods က Beyond Driver ကပတ်ကိုတုံးပြီးတော့ Kamen Rider Woods ပြည့် Henshin လုပ်လိုက်ပါတယ်ပြီးတော့ Future Range Shinobi တွေကိုတုံးပြီးစာအုပ်ထဲမှာနာသား Shinobi ပောက်ကွဲစီရမယ်လို့ရေးပြီးလက်တူပဲနိုင်ပြလိုက်ပါတယ်တိုက်ပွဲပြီးမှာတော့ White Woods ကသူဟာ GS က Oma Zero ကိုအနိုင်ယူပြီးကဘာကြီးကိုကယ်တင်ခဲ့တဲ့အထားတမ်းတစ်ခုကနေလာခဲ့တာဖြစ်ကြောင်းပြောလိုက်ပါရတယ်။အဲ့ဒီချိန်မှာ Swatch ဆက်လာပြီး Shinobi Watch ကိုပြန်ပြီးအသက်သွင်းလိုက်တာမို့လို့နာသား Shinobi ကနေရာကနေပျောက်သွားပါရတယ်။ White Woods ကတော့သူ့ရဲ့ condition ဖြစ်တဲ့ GS ကိုနောက်မှပြန်တွေ့မယ်လို့နှုတ်ဆက်ပြီးတော့ထွက်ခွာသွားပါရတယ်။ဆိုကိုရိုခွဲအိမ်ပြန်ရောက်ပြီးအချိန်တွေကိုသုံးသပ်ကြတဲ့အခါမှာတော့ဒီ Woods အသစ်ဟာ GS က Oma Zero ကိုအနိုင်ယူခဲ့တဲ့ timeline ခွဲတစ်ခုကနေလာတာဖြစ်ပြီးတော့အဲ့ဒီနာဂတ်ဖြစ်လာအောင်ကူညီဖို့ရောက်လာတာဖြစ်ကြောင်းလက်ခံလိုက်ကြပါတယ်။ဆိုကိုက software နေမှာဆိုလို့ပုံမှန် Woods ကို Black Woods အသက်ရောက်လာတဲ့ Woods ကို White Woods လို့နာမည်ပြောင်းပေးလိုက်ပါတယ်။ GS က White Woods ကိုင်ထားတဲ့စာအုပ်တောင်းမိတဲ့အခါ Black Woods ကအဲ့စာအုပ်ထဲမှာရေးသမျှအနာဂတ်တွေဟာလက်တွေ့ဖြစ်လာတယ်လို့ရှင်းပြပါတယ်။ညဘက်မှာတော့ Swatch က Rantaro Shinobi ဖြစ်လာမဲ့သူကိုတွားတွေ့ပြီးအားပေးစကားပြောသလိုနဲ့ညှောက်ပယ်ပါတယ်။ Rantaro ကအားနဲ့သူတွေကိုကယ်တင်နေတဲ့စိတ်ရှိပေမဲ့ Swatch ကသူ့ကိုဘယင်ဖြစ်လာမှာပါလို့လိန်ညာပြီးမျှော်လင့်ချက်ပေးပါတယ်။ GS နဲ့ Tsukuyomi တို့ဟာ2022ခုနှစ်ကိုသွားပြီးတော့ Shinobi Watch သွားယူဖို့ကြိုးစားပေမဲ့တိုင်းလိုက်မငြိမ်မသက်ဖြစ်နေတာမို့လို့အချိန်လမ်းကြောင်းကပိတ်ဆို့နေပါတယ်။ဒါဟာဘာကိုဆိုလိုတယ်လဲဆိုတော့ Shinobi Watch မရှိဘဲအနာသား Shinobi ကိုနိုင်မှာမဟုတ်သလိုအနာသား Shinobi ကိုမနိုင်ရင်လည်း Shinobi Watch ရမှာမဟုတ်ပါဘူး။တန်ရာလည်းရဲ့အခြေအနေမျိုးပါ။ White Woods ကတော့ဒီအခြေအနေကိုစိတ်ဝင်စားလာပြီးသူ့စာအုပ်ထဲမှာဆိုကိုနဲ့အနာသား Shinobi တွေ့ဆုံစေရမယ်လို့ရေးလိုက်တာနဲ့တချင်းဆိုသလိုဖြစ်ပျက်တွေကစတင်လာပါရတယ်။ Black Woods ကဆိုကိုတားပေမဲ့ဆိုကိုကတော့ Rantaro ရဲ့တရားမျှတမှုကိုချစ်မြတ်နိုးတဲ့စိတ်ကိုယုံကြည်ပြီးထွက်သွားပါတယ်။ဆိုကိုက Rantaro ကိုတွေ့တဲ့အခါခမရကကိုယ်ဆန္ဒအလျောက်ဘယင်ဖြစ်ချင်တာဆိုရင်တော့ကျွန်တော်ခမရကိုနှိမ်နှင်းရလိမ့်မယ်။ဒါပေမဲ့ခမရရဲ့အနာဂတ်ကိုယုံကြည်တယ်ဆိုရင်တော့ဒီမိုင်းနဲ့စားကိုဆက်လိုက်ပါလို့ပြောပါတယ်။စကားနဲ့မရတဲ့အဆုံးတိုက်ပွဲတွေဖြစ်ကြပြီးဆိုကိုနိုင်သွားပေမဲ့ Swatch က Watch ကိုပြန်အသက်သွင်းမိလိုက်ပြန်ပါတယ်။ဆိုကိုက Rantaro ကိုအနာဂတ်ကသူ့ကိုသူယုံကြည်ဖို့ထပ်ပြောရင် Time Break နဲ့တက်ခတ်လိုက်တဲ့အခါ Rantaro မူလာတိုင်းပြန်ဖြစ်သွားပါရတယ်။ Swatch က Watch ကိုပြန်ထည့်ဖို့ကြိုးစားပေမဲ့ဒီတစ်ခါမှာတော့ Rantaro က Swatch ရဲ့လက်ကိုဖမ်းဆုပ်ပြီးတားဆီးလိုက်ပါတယ်။သူဟာသူ့ရဲ့အနာဂတ်ကိုယုံကြည်ပြီးတော့မှန်ကန်တဲ့နီလာနဲ့အစွမ်းရအောင်ယူမယ်လို့ဆုံးဖြတ်လိုက်တာပါ။ဒီအခိုက်အတန့်ကိုစောင့်နေတဲ့ White Woods ကပြုံးလိုက်ပြီးစောက်ထဲမှာ Shinobi Watch ပေါ်ပေါက်လာပြီးတော့ရေးလိုက်ပါတယ်။ချက်ချင်းဆိုသလို Shinobi Watch ကသူ့လက်ထဲကိုရောက်လာပါတော့တယ်
White Wolves က Soul ကိုဝင်မပါဖို့ပြောပြီးတော့ Kamen Rider Wolves ဖြစ် Hashing လုပ်လိုက်ပါတယ်ပြီးတော့ Shinobi Watch ကိုသုံးပြီး Future Rank Shinobi ဖြစ်အဆင့်မြင့်တင်လိုက်ပါတယ်White Wolves က Another Shinobi ကိုအသာစီးတိုက်ခိုက်နေနေဆောက်ထဲမှာ Another Shinobi ရှုံးလိုက်စေရမယ်လို့ရေးလိုက်ပါတယ်ပြီးတော့ One Shot Simon Finish တိုင်းနဲ့ပြီးသက်ချီမုံလိုက်ပါတယ်တိုက်ပွဲပြီးတဲ့အခါ White Wolves ကအခုကခမယောင်းနဲ့တိုက်ရမယ့်ချိန်မဟုတ်သေးဘူးဆိုပြီးတော့ Soul ကိုပြောသွားပါတယ် Black Wolves ကတော့ Soul ရဲ့လိုရဲ့ကြောင့် White Wolves Project နဲ့အနာဂတ်ပုံစံဖြစ်လာလို့စိတ်မကောင်းဖြစ်နေပါတယ်ဗဒါအောင်မှာတော့ White Wolves က GS နဲ့ Tsukuyomi ကိုတောက်တွေ့နေပါတယ်သူကစားဖို့ဖတ်ပြရင်ရှိတဲ့ Rider Watch 3ခုကိုပိုင်ဆိုင်ထားတဲ့စစ်တီတော်ဟာ2019 Oma Day မှာ Oma Sio ကိုနိုင်လိမ့်မယ်လို့နာမည်ဖတ်ပါတယ်ပြီးတော့အဲ့ဒီ3ခုထဲကတစ်ခုဖြစ်တဲ့ Shinobi Watch ကို GS ကိုပေးပါတယ်ဒါပေမဲ့ GS ကတော့ White Wolves ကိုမယုံကြည်အောင်လို့လက်မခံမဲနဲ့ Oma Sio ကိုသူလေးသူဟန်နဲ့ပဲအနိုင်မလို့ညှင်းဆန်လိုက်ပါတယ် White Wolves ကတော့ AC ဘက်ပြန်ထွက်သွားပါတယ် GS နဲ့ Tsukuyomi တို့ဟာ Timeline တစ်ခုစတင်နေပြီးဆိုတာကိုလက်ခံလိုက်ပြီးနေရာရဲ့နာဂတ်လန်ခီကိုဆက်ရှောက်ဖို့အတွက်တနေ့တန်ချလိုက်ကြပါတော့တယ်